ရလဲတော့ကစားလိုက်ပြီလားအေးစားလိုက်ပြီသခွားညွန့်ရဲ့ကျဲဥရဲ့နင်းတွေ့လို့တွေ့ဦးနင်းပကံဒီမှာဟမ်မမတွေ့ရပြီဒီမှာတွေ့တယ်မတွေ့ဒီမှာမဆောတော့ဘူးမှာလည်းထိုင်ပါလို့ဘူးမှာနည်းနည်းပေးဦးမပေးမရှိရနော်ငါတော့ကုန်းပေါ်မှာမခွေးစားလိုက်ငှက်စားလိုက်လူစားလိုက်နဲ့ဒါမဲ့ခြေတော့နှချောင်းတွေက3ခါစားနော်ခြေရန်ကြတော့2ခါပဲစားတော့တယ်ဆိုဟာလားရန်ကြတော့ဟုတ်တယ်အဲ့ကြောင့်ဟိုကြားเจ้าမှာကြတော့တဖဲသူစားမှာပေါ့ဒါဆိုတာငါဖေနဲ့ဝါနဲ့စမှုကုန်းမြေနီကုန်းမူဇီယမ်မှာဖြစ်ပါတယ်စေသားရက်ွက်မှာဖြစ်ပါတယ်ဟောမစေသားရက်ွက်မှာကျေးဇူးပဲအကုန်လုံးအခုဟိုမှာ3ထပ်ဆောင်ပါကုန်းပေါ်မှာတော့3ထပ်ဆောင်ရဲတယ်ညကြေးရတယ်မုဒ္ဒိတာအင်ရမကြိုက်ဘူးပြောတယ်အဲ့မုဒ္ဒိတာအင်ရအင်းစိန်က10နှစ်ပဲရှိသေးတယ်ညငါတို့ဟိုယူစနာတယ်အခုထဲအောင်လိုက်လို့နေအနည်း30ကျော်နေပြီအဲ့ဒါအခုရောင်းနေကြတာပဲသိလားဈေးတွေကြီးလိုက်တာမုဒ္ဒိတာထဲတော့ဈေးကြီးတယ်အဲ့ယူစနာကတော့ငါဆိုအင်းစိန်မုဒ္ဒိတာပဲယူဘာလို့အပေါ်ထပ်တယ်မှာတားလီကားပါတယ်လေအပေါ်ထပ်ပဲဒီပဲယူဘာလို့လဲဗျဒီလိုပြောများငါကြည့်တာလေကျုံကြရင်လေအောက်ထပ်တွေအကုန်အထဲမြေကြီးထဲဝင်သွားတာလေအပေါ်မှာ2ထပ်3ထပ်ပဲကျန်တယ်လေအေးအဲ့တော့ကြည့်လားငါတို့အပေါ်ထပ်မကြိုက်ဘူးအပေါ်ထပ်ပါပဲနေရမှာကျုံကြရင်ငါတို့ကြံခဲ့မယ်ဟုတ်လားဘလူလာမသိမတည်ဘူးဘယ်လိုပဲသိနေမသိရဟာကဲလို့အဲ့လိုကြုံကြတယ်ဆိုရင်ကိုကအပေါ်ထပ်တွေပဲကြံခဲ့တာလေတိုင်းပြီလားတော့ထိုင်းနိုင်ငံကဒီလိုမျိုးကြရင်ဘယ်လိုလုပ်မလဲအပေါ်ကလူပူခံရတယ်ထိုင်းနိုင်ငံမှာစောက်လက်စားရင်လေပြီးမှမပြီးရဲ့ဟာတရုတ်တွေလေတရုတ်တွေလိန်စားတာလေအဲ့ဒါထွက်ပြေးကုန်အောင်လည်းမတွေ့ဘူးတရုတ်ကုမ္ပဏီတွေကညာစားကောင်းနော်ငါအဲ့ဒါစဉ်းစားတယ်ကြာအဲ့မှာလေသူတို့ကမစတာခန်းလည်းပါတယ်ဒီချိုးခိုင်းတာလေမစတာဘက်ကိုအဲ့မှာသိန်း600ကျော်လည်းရှိတယ်သိန်း900ကျော်လည်းရှိတယ်သိလားအဲ့ဒါတမိုင်းလမ်းစုံလားဘယ်နားလဲတမိုင်းမဟုတ်ဘူးတမိုင်းကဈေးကြီးတဲ့အင်းစိန်လေအင်းစိန်အင်းစိန်က1တမိုင်းက1မုဒ္ဒိတာအင်က1တမိုင်းကသိလားသူတို့ပဲပေါ့အမို့စောက်တဲ့ကုမ္ပဏီကသူတို့ပဲဖြစ်မှာ1အင်းတမိုင်းက1အင်းစိန်က2ဒါဆိုတို့2ပေါ့အခုပြောနေတာ2ပေါ့အဲ့အင်းစိန်ကနည်းနည်းဈေးတက်တာလေအဲ့တမိုင်းကဈေးကြီးတယ်သူကနေရာမှာစကားပြောလာတာဖြစ်မှာပေါ့သိရမလား